မဟာတကုလူဓာယီတုံမဟာတကုလူဓာယီတုံအခါတစ်ပါး၌မြတ်စွာဘုရားသည်ရာဇကြိုမြို့ဝေလူဝန်ကျောင်း၌တရင်သုံးနေတော်မူ၏ထိုအခါအလွန်ထင်ရှားကုန်သောများစွာသောပြပိုက်တို့သည်ဥရောင်းတို့အားအစာကျွေးရာဖြစ်သောပြပိုက်ကျောင်း၌နေကုန်၏ထိုပြပိုက်တို့ကအန္နဘာရပြပိုက်ဝရဒရပြပိုက်တကုလူဓာယီပြပိုက်နှင့်အခြားထင်ရှားကျော်စောသောပြပိုက်တို့သည်ထိုအခါမြတ်စွာဘုရားသည်နက်နက်အချိန်၌ရာဇကြိုမြို့သို့ဆွမ်းခံကြွတော်မူ၏ထိုအခါမြတ်စွာဘုရားသည်ရာဇကြိုမြို့သို့ဆွမ်းခံဝင်ရန်အလွန်စောသေး၏ငါသည်ဥရောင်းတို့အားအစာကျွေးရာဖြစ်သောပြပိုက်ကျောင်းရှိတကုလူဓာယီပြပိုက်ထံသို့ကြွရောက်ရလျင်ကောင်းမည်ဟုစဉ်းစားတော်မူ၏ထိုသို့စဉ်းစားတော်မူ၍မြတ်စွာဘုရားသည်ဥရောင်းတို့အားအစာကျွေးရာဖြစ်သောပြပိုက်ကျောင်းသို့ကြွတော်မူ၏ထိုအခါတကုလူဓာယီပြပိုက်သည်များစွာသောထိုအခါတကုလူဓာယီပြပိုက်သည်များစွာသောပြပိုက်ပရိသတ်နှင့်အတူရှိနေ၏သူတို့သည်အချီးနှီးဖြစ်သောစကားများစွာကိုပဲ့တင်ထက်မြပြင်းပြကျဲလောင်စွာအတန်ဖြင့်ပြောဆိုနေကြ၏တကုလူဓာယီပြပိုက်သည်ကြွလာသောမြတ်စွာဘုရားကိုအဝေးကပင်မြင်လက်သောမိမိပရိသတ်ကိုတိတ်ဆိတ်ငြိမ်သက်သေးဝတ်စွာနေရန်ပြောဆို၏ထို့သို့ပြောဆိုသောပြပိုက်တို့သည်စိတ်နေကုန်၏ထိုအခါမြတ်စွာဘုရားသည်တကုလူဓာယီပြပိုက်ထံသို့ကြွတော်မူ၏မြတ်စွာဘုရားသည်ပြင်ထားသောနေရာ၌ထိုင်တော်မူ၏တကုလူဓာယီပြပိုက်သည်လည်းနှိမ်သောတနေရာ၌ထိုင်နေ၏နှိမ်သောတနေရာ၌ထိုင်နေသောတကုလူဓာယီပြပိုက်အားမြတ်စွာဘုရားသည်ဤစကားကိုမိန့်တော်မူ၏ဥဒါယီယခုအခါအဘယ်စကားဖြင့်သင်တို့စည်းဝေးနေကြကုန်သနည်းအရှင်ဘုရားယခုအခါကျွန်ုပ်တို့စုဝေးနေထိုင်နေလျက်ပြောဆိုနေကြသောစကားကိုထားပါဦးဤစကားသည်မြတ်စွာဘုရားအတွက်နောင်အခါ၌လည်းကြားနာရန်ခဲရင်မည်မဟုတ်ပါအရှင်ဘုရားယခင်နေ့တို့၌စကားအသည့်ဆန်းထောက်လန်းနာကြရာဇရက်၌အရှင်ဘုရားယခင်နေ့တို့၌စကားအသည့်ဆန်းထောက်လန်းနာကြရာဇရက်၌အယူမျိုးမျိုးရှိကုန်သောတမနာဗျမနာသူတော်စင်သူတော်မြတ်တို့စုဝေးနေထိုင်ကြရာတွင်ဤသို့ပြောဆိုနေကြပါ၏အချင်းတို့အင်္ဂတိုင်းသူတိုင်းသားမဂရတိုင်းသူတိုင်းသားတို့သည်အရာတော်ပေစွာတကားအချင်းတို့အင်္ဂတိုင်းသူတိုင်းသားမဂရတိုင်းသူတိုင်းသားတို့သည်အရာတော်ပေစွာတကားထိုအင်္ဂတိုင်းသူမဂရတိုင်းတို့၌